မင်းတို့ဘုံပြောတာမင်းဘဝတွေကိုပြောပြနေရနော်အခုမြန်မာပြည်မှာဖြစ်နေတဲ့ဘဝတွေကိုပြောပြနေရနော်မြန်မာပြည်ကြီးကလည်းကြည့်ရအောင်ဟေးအခုဒီမှာကွန်ပျူတာ American brand ဒီမှာဒီမှာ phone ဟိုမှာမီဟောဒီမှာရှိတယ်ဇွဲပေါ် plastic ဟောမှာနာယီဟောမှာစာရွက်တွေရှိတယ်ဟောဒီမှာအဝတ်သားရှိတယ်အောက်ကတစ်တားလွှဲရင်အဲ့တစ်တားပေါ်မှာအုပ်ထားတဲ့လိုက်ကားတွေဘာတွေကလည်းအကုန်နိုင်ငံခြားဖြစ်မြန်မာပြည်မှာတစ်ပင်ပဲဖြစ်တယ်ဟေးမြန်မာပြည်ရဲ့တစ်ပင်ခိုးလိုက်တော့ဟေးတစ်ပင်မရှိတော့ဘူးတရားသားတွေတော့တောင်သဘာဝရေးမြေတွေဆုံးရှုံးသွားပြန်ပြီကဲမြန်မာပြည်မှာမွယ်ပင်တိုင်းကြီးမွယ်ပါမြန်မာပြည်ကရောင်းစားသူတခင်ဝဲစားသူကျွန်းနေဟိပြောကြည့်ပါလေတော့တို့အကုန်ရောင်းတာခုနငရုတ်သီးတပိတ်တာပဲထောင်နဲ့ရောင်းလိုက်ပြန်ဝယ်စားတော့9000တော့ဖြစ်သွားကဲဝင်ငွေကနေနေထွက်ငွေကများသားသမီးတွေကအမှန်မသိလူဘိုတွေတင်းကျွေးထားတဲ့ဒီနိုင်ငံလူဘိုတွေတင်းကျွေးထားတဲ့နိုင်ငံအမှန်မသိတဲ့နိုင်ငံသားလူငယ်တွေကိုပညာသင်ပေးနေရတဲ့နိုင်ငံလူဘိုတွေကိုတင်းကျွေးထားတဲ့နိုင်ငံလက်ကြောမတင်တဲ့လူတွေအလုပ်လုပ်နေတဲ့နိုင်ငံအရင်ရှင်းမရှိတဲ့လူတွေအုပ်ချုပ်နေတဲ့နိုင်ငံအဖြေတွေ့ပြီလားနိုင်ငံတော်ကြီးတိုးတက်ဖို့တရားမင်းလာရင်တရားမင်းတော်ပြီကွာမင်းငါမင်းတနိုင်ငံလုံးပေးလေငါပြန်မဟာငါသိက္ခာကြတယ်နဲ့တရားမင်းအုပ်ချုပ်ရမှာမဟုတ်ဘူးမြန်မာပြည်ကဟုတ်လားဒါကြောင့်သားတို့သမီးတို့တစ်ခုချင်းပြန်တည်တော့ရောဘယ်သူစလို့အောင်မလဲထွေတာရေးကိုစခဏကလားတွေဟာကလားလို့လှုပ်တရုတ်လို့စုကလားဘလို့နဲ့ဒီအောက်ခြေသိမ်းကိုလှုပ်တယ်လှုပ်လဲလှုပ်တယ်နော်ကလားတွေစုလဲစုတယ်နော်မသုံးဘူးအိန္ဒိယကလားမင်းဟင်းတစ်ခွက်ပဲဟလာငရုတ်တီတောင်းလေးနဲ့မင်းစုပေါင်းချက်ထားတယ်ဟင်းတစ်ခွက်ပဲဟင်းနေလည်းပြောတစ်ခွက်ကွာငရုတ်တီတောင်းလေးပါမယ်ဒါပဲမြန်မာဟင်းပဲတစ်ခွက်သားဟိုလေ3-4ခွက်ဒါတော့အကြိုက်မတူလို့ဆိုပြောကြဒီအိမ်မမွဲပဲသူမွဲမှာဟုတ်လားပြီးရင်အဲ့ဒါသမင်းကုန်အောင်မသားဘူးဟင်းကုန်အောင်မသားဘူးဘုံဘလောဖြစ်တယ်လို့သားဖြစ်တယ်လို့နေပတ်သက်လေးပြန်ရအောင်အုံတိုင်းနဲ့အသကုံသားတယ်တစ်သေးလို့သားမရှိတော့လဲခွေးလို့နေရတာဟုတ်အနော်အေးအဲ့ဒီဟာတွေကိုမပြောင်းလဲသေး၍ဤတုနေတိကိုမတက်သေး၍တော့ဒီနိုင်ငံကမင်းခွေးဖြစ်နေဦးဓမ္မနောက်ပိတ်ခွေးသူများစောင့်နှမြခံရတာဟုတ်ပါဓမ္မတွေမင်းတို့သိရနော်ချင်းကုတ်တဲ့ဓဝါကြီးမရှိဘူးလားအောက်ကအယိုးမရှိဘူးလားဟဲ့အဲ့ဒီအယိုးတက်တန်းနဲ့လို့တာဖြစ်တဲ့ကြီးွေလေးတွေတန်ခွေလေးတွေပတ်မထားဘူးလားအယိုးချောင်းတော့ဗာစောင့်အယိုးဆောင်တော့အဲ့ဓမ္မနောက်ပိတ်ခွေးရတွန့်ရှုပ်ဓမ္မနောက်ပိတ်ခွေးဆိုသူတို့များစောင့်နှမြခံနှမြခံရတာဟုတ်လားအေးအဲ့ဒါမင်းတို့သတိထားဖို့လိုလားမလိုဘူးလားစင်းရတယ်စီးပွားရေးရလဲစင်းရတယ်ဘာလို့အဝင်နဲ့အထွက်နဲ့မရအသုံးနဲ့အဖြုံးနဲ့နားမလဲဘူးငွေမရှာတတ်ဘူးဖြုံးတာကြတော့တာတေးလန်ရောဟုတ်လားအဖြုံးနဲ့အသုံးမကွဲပြားဘူးအဲ့လိုဖြစ်နေတဲ့နိုင်ငံကမွဲမှာပေါ့ကွာအဲ့လိုဖြစ်နေတဲ့အိမ်မွဲတာပေါ့ကွာမင်းအခုမြို့မှာနေတယ်ဆိုရန်ကုန်မှာနေတယ်ဆိုရင်တရလ10သိန်းလောက်ဝင်ငွေရှိတာတော့မလောက်ဘူး9သိန်းလောက်ဆိုတာနေရရုံလေးပဲ3သိန်းလောက်ဝင်ငွေနဲ့တော့မင်းဘာမှတန်းမှာမဟုတ်တို့တော့ငွေရမင်းကုန်တာတော့ရှာဖို့ကြတော်တော်ခက်ပြန်ရောဒီတိုင်းကြီးရဲ့စီးပွားရေးမကောင်းဘူးလေလုပ်ငန်းတွေမကောင်းဘူးလေအဲ့တော့သားတို့သူတို့အဲ့ဒီခေတ်ထဲကိုရောက်နေတာမင်းတို့တာမန်လို့နေလို့ရပါမလားရှင်းတော့လူတွေကတော့မင်းတအိမ်ထဲမှာအဖေထွက်လို့တယ်ဆိုကျန်တဲ့လူတွေဒူးနဲ့နေလို့ရတယ်4 ယောက်လောက်ပါလေအခုကတအိမ်လုံးထွက်လို့ရင်တော့မင်းသားဖို့နှက်မအောင်မနေရုပ်ကန်နေရပညာရေးရဲ့ဈေးတကလေးတွေကြည့်အဝတ်အစားအနေတိုင်းစားတော့တယ်လီဖုန်းအိမ်တိုင်းရှိတယ်ကွာဆိုတအိမ်ဆိုတယ်လီဖုန်းကလူ9 ယောက်ရှိရင်တယ်လီဖုန်းက9 လုံးရှိလို့ပြင်ပြင်အနည်းဆုံး9 လုံးရှိတယ်အဲ့ဖုန်းပေအတွက်အင်တာနက်သုံးတယ်ဆိုဖုန်းပေအတွက်တယောက်ကို1000မဲ့အတွက်1000မဲ့အတွက်1000မကဘူးနော်လား1000မဲ့အတွက်9 ယောက်ဆို9000ဟောမင်းတို့အချောင်ကုန်းနေတဲ့အပိုးကုန်းတွေလည်းအများကြီးအဲ့ဒါဆိုတော့ဘုန်းတို့လွယ်ရှားမရတော့ဘာလို့ကြခိုးကြပေါ့ကွာလူကြပေါ့မရဘူးလားဟိဇာတိတကောင်းသေးလားဆင်းရဲပြီဆိုရင်ဇာတိတပါမကောင်းတော့ဒါကြောင့်ဥမဆောင်မဥ
တောက်မှဒီလားဆောင်းနေဟုတ်တယ်အဲ့ဒါကြောင့်ဘုန်းတော်မစင်ရဲဖို့တို့တယ်မစင်ရဲဖို့ဆိုအသုံးဖြုံမကြည့်ရဘူးချွေတာစုဆောင်တထေးလောင်းပဲကွာတန်တုတ်တီပရမတ္တနဲ့ချွေတာစုဆောင်ရောင်ရဲတတ်တဲ့သူချမ်းသာတာပဲလို့ဘုရားရှင်ဓမ္မပဒမှာဟောတာအတုံးဖြုံကြည့်တာကြွားတဲ့ဝါတဲ့သက်တွေလည်းအတုံးဖြုံတာဘာလို့ပါတော့ဘလောက်တန်ကြီးစားစားမင်းကလည်းပြီးချိဖြစ်သွားတာဟုတ်တယ်မလားဘလောက်တန်ကြီးဝဲကွာမင်းပြီးအဲ့အကြည့်တန်ဖိုးကြည့်တာကြီးဝဲရင်ပိုးဘက်တော့လွတ်လပ်မနေဘူးပုံမှန်လေးလေးဆိုတော့တန်းဆွန့်ပိန်ပါဖြစ်ဘူးတန်ဖိုးသိကြီးတဲ့ဟာကြီးဆိုမင်းဒါကြီးကိုစောင့်ရှောက်တဲ့တာဝန်ကြီးတယ်ဒါကြောင့်တန်ဖိုးကြီးတာလည်းမြတ်ကိုယ်မှဝန်ဆောင်မှုပိုများသွားတယ်ကိုယ့်ဘောပါလေးနေကြစမ်းမှာဇူကာဘက်ကဒါကြောင့်သူ့ရဲ့အင်ကြီးကိုတီရှပ်ပဲတစ်မျိုးပဲဝတ်တယ်နော်ကာကီရောင်ဘောင်းမီနဲ့ခဲအောင်ဆန်တဲ့အင်ကြီးဒါလေးပဲဝတ်တယ်တော်တော့အခမ်းအနားကြီးတွေကလွဲရင်ကုတ်တွေပါတော့မဝတ်ဘူးအယောင်တယောင်ပဲဝတ်တယ်ဘာဖြစ်လို့ဆိုအယောင်ရွေးဖို့အချိန်မရလို့လေကဲဒီလောက်ပတ်စံရှာတဲ့သူတွေကွာမင်းတို့တော့နှကန်းလေးဆူလိုက်လက်သေးလေးဆိုပြီးကိုမပြီးဘူးအိမ်ထဲအထွက်မလာတော့နော်အလုတ်ကြတော့လက်ကြောမသိဘူးအသားတွေလည်းဖီးလို့လိမ့်လို့မပြီးဘူးဟုတ်လားအဲ့ဒါတွေပြောင်းလဲဖို့လိုလားမလိုဘူးလားနောက်ဆုံးတစ်ခုကတော့ပါတီစိတ်လွန်ကဲတာရေပါတီဝါဒလွန်ကဲတာရေနော်ပါတီဆိုတာအစုဝေးကွာအဲ့တော့ပါတီစိတ်တဲ့နိုင်ငံစိတ်ကိုပို့ပြီးရှေ့ရှုရဘာစိတ်ကိုပို့ရှေ့ရှုရမလဲဟုတ်ပြီနော်အဲ့ဒီဟာတွေကိုလွန်ကဲသွားပြီဆိုရင်ဒါတိုင်းပြည်ဟာနိုင်ငံသားကောင်းတွေရဲ့အရေးချင်းနဲ့စန့်ကျင်တော့တာဖြစ်တဲ့အတွက်အဲ့ဒီလူမျိုးတွေများနေတဲ့တိုင်းပြည်ဟာအခုလိုတိုင်းပြည်ဖြစ်သွားတာလက်တွေ့ကြလားမကြဘူးလားတို့အခုမင်းတို့ရောလူတွေတော်တော်များများဒီအရေးချင်းတွေမကောင်းတဲ့ညင်စိုးတွေဝင်းမနေဘူးလားပြောလိုက်ရင်တပည့်တော်ပြောတဲ့အတိုင်းပဲလို့ဒီလိုထင်လိုက်မယ်ဒီဟာတွေမင်းတို့အကုန်လုံးရှိတယ်ဒါကြောင့်တို့နိုင်ငံကငွေနေတာမငြိမ်းချမ်းနေတာဗယံမတာဖြစ်နေတယ်အဲ့ဒီဟာတွေကိုမင်းတို့စန့်ကျင်ဘက်အရေးချင်းတွေကိုလေ့ကျင့်လိုက်မယ်ဆိုရင်တော့တို့နိုင်ငံကြီးကပြန်လဲပြီးတော့ဥမော့လာအောင်မယ်ပြန်လဲပြီးတော့ထွန်းတောက်လာအောင်မယ်ပြောင်မြောက်လာအောင်မယ်အဲ့ဒီလိုမျိုးနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဥဆောင်ဖို့အခွင့်အလမ်းရတာမင်းတို့ဝမ်းသာစရာမကောင်းဘူးလားကောင်းပါဘူးဗျာဂုဏ်စရာမကောင်းဘူးလားကောင်းပါဘူးဗျာဒါပေမဲ့မင်းတို့ရဲ့စူးစမ်းအားထုတ်မှုကအစာပေါင်းများစွာတန်ဖိုးတင်ဖို့လိုတယ်ဒါကြောင့်စူးစမ်းဒီဘက်မှာနေလဲစူးစမ်းဒီဘက်မှာလည်းနေလဲစူးစမ်းအခုဒီနေရာမှာစူးစမ်းအဲ့ဒီစိတ်နဲ့စူးစမ်းတဲ့ဆိုရင်မင်းတို့ဟာမင်းတရားနေနိုင်ငံသားကောင်းတယောက်ရဲ့အချင်းပြည့်နေပါပဲဟုတ်ပြီလားဟဲ့ကြိုင်အဲ့ဒါဆိုတော့ဒီချိန်တော့ပါအားလုံးမင်္ဂလာပါမင်္ဂလာပါသားတို့သမီးတို့